50ဘောတော့ပေးရမှာ ဟုတ်တယ် နော် ဘာဖြစ်လို့လဲဆိုတော့ तू ကဒီကလေးတွေကိုလည်းပေါ်တာဆွဲတဲ့ထဲမှာလည်း तू ပါတာပဲနောက်ပြီးတော့တော်လန်ရေးတရင်မြစ်တွေကိုဒီအချမ်းဘက်စစ်တပ်ကိုပေးတာလဲ तू ပဲနောက်ပြီးတော့ဒီကြက်ဝိုင်းတွေအလောင်းကစားဝိုင်းတွေထောင်တာလဲ तू ပဲနော်ဗျ ဓမြနဲ့ပေါင်းတော့တခိုးဖြစ်တာ ဒါပေါ့ ပြောလို့ရတယ်အခုနိုင်ငံကိုအုပ်ချုပ်တဲ့လူကလည်းတခိုးအကြီးသား ဓမြ တခိုးတဲ့ကြီးတော့ဓမြ ဟိုဘေးအောက်ကအောက်လက်ငယ်သားတွေကလည်းတခိုးတွေကြီးပဲဆိုတော့ဒီငါတို့မြန်မာနိုင်ငံကြီးကဘလူကနေဘလူတိုးတက်တော့မှာ အဖရောပါတော့တခိုးပဲပေါ့ မင်းငါအလစ်သမားဟာငါလိုက်လို့ ကျွန်တော်ပြောတာမဟုတ်ဘူးလေဘာပြောနေရလေ ဘာပြောနေဒီကခံကောင်းမြို့အကြောင်းပြောမယ်နော်ဗျ ကံကော ခံကောင်းမြို့နယ်တွင်ရှောက်ပင်ရွာနော်ဗျရှောက်ပင်မဟုတ်ဘူးတိလားရှောက်ပင်မဟုတ်နော်ရှောက်ပ ငါ င် သိတယ်ပြောပါဟာမင်းငါအဲ့လိုမျိုးမင်းနဝေတိန်တောင်များအောင်းမိနေမင်းတို့မျိုးနဝေတိန်တောင်များအောင်းမိနေလို့လား ရှောက်ပင်ရွာကိုတဲ့ကျွန်တော်တို့စစ်တပ်စခန်းပေါ့နော်ရှိတယ်အဲ့မှာအဲ့ဒါကိုတော်လိုင်းတပ်ဖွဲ့တွေတိုက်ခိုက်တဲ့အကြောင်းလေးကိုကျွန်တော်ရှင်းပြမယ် ဟုတ်ပြီ ဟုတ်ပြီနော်ဗျ ပြောပြမယ် ရှင်းပြမယ်ဘာကိုရှင်းပြနေရတာဗျပြောပြရုံနဲ့ဗျနားမလဲဘူးလीနော်ဟုတ်တက်ထုတ်ကြီးနားမလဲဘူးလို့နော် အေး မကွေးတိုင်းခံကောင်းမြို့နယ်တဲ့ရှောက်ပင်ကြီးရွာကရှောက်ပင်ဆိုတာနော်ရှောက်ပင် ငါသိတယ်နှစ်ခါမပြောနဲ့ဟာ ရွာနာမည်ရှောက်ပင်ကြီးရွာစစ်တပ်စခန်းတိုက်ခိုက်ရတဲ့တေဆုံးထိခိုက်မှုတွေရှိတယ်ပေါ့နော်ကျွန်တော်တို့ဘက်ကဘယ်သူသေးတာလဲကျွန်တော်တို့ဘက်ကသေးတာပေါ့နော်အဲ့ဒါဘယ်နေ့ကလဲဆိုတော့ မေးတော့ဖြေလိုက်လေဗာ ဟုတ်တယ်လူပြောလေ ဟုတ်လေတောင်းကလေးကမေးတော့ဖြေလိုက်ဒါကိုပြောတာပါဗာကျွန်တော်မပြောပါဘူးဗာ အဲ့ဒါဖေဖော်ဝါရီပေါ့နော်16ရက်နေ့တိုက်ခိုက်မှုမှာပေါ့ မနေ့က ဟုတ် ခံကောင်းမြို့နယ်ရဲ့အမှတ်50ခြေလင်းတက်ရင်ခြေလင်းဆိုတော့ထွက်ပြေးလို့ကောင်းတော့ပေါ့လူကြီး တရင်ဆို အဲ့လိုမျိုးဒီကုန်းချောင်းပြေးလို့ဟာမင်းတို့ဘလို့ပဲဖြစ်ဖြစ်ငါ့ကိုသတင်းပြောပါ အမှ50တဲ့မာရသွန်တရင် ဟာမ မာရသွန်တရင် ခြေလင်းတက်ရင်နော်ခြေလင်းတက်ရင်နဲ့ခလာရ50တပ်သားတွေတဲ့ ထိုက်ချင်းလင်းတဲ့ရင်းလို့လည်းမပြောနဲ့ဟိုအမှတ်50ခွေးပြေးဝက်ပြေးတက် အမှတ်50ခွေးပြေးဝက်ပြေးတက် ပြောမင်းတို့ဘာတက်မကျွဲပြီးပြောနေတာကျွဲပြီးပြောနေတာ ဗာပဲပြောဆိုလို့ तू ကပြောရတယ်ဗာ ကျွဲပြီးပြောနေတာလေ ဗာရွယ်မမိစောင်းမမသိကျွန်တော်ကစောင်းတာဗာရွယ်တာ ဟုတ်တယ်အဖမတည့်တာ နော်မတည့်တက်တလုံးတော့တည့်မှာမဟုတ်ဘူး ဟေ့အေး အဲ့ခလာရ50တပ်သားတွေအထိုင်ချထားတဲ့နေရာဟိုပေါ့နော်ရည်ရွယ်ပြီးတော့တဲ့လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ဆိုထားပါတယ်ဒေါ်လာရင်းဖွဲ့တွေက ဟုတ်ပြီဟုတ် ဒါကြောင့်နဲ့ရှောက်ပင်ကျွေးရထိတ်မှရှိတဲ့စစ်တပ်ဂိတ်ထိမှန်ပြီးစစ်ကောင်စီတပ်သား2ဦးသေဆုံးတာတဲ့ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့အသိပေးထားပါတယ်ဗျအဲ့ဒီရွာမှာကတဲ့စစ်တပ်ကတဲ့ဟိုဗာလဲ660ဝန်းကျင်လောက်ရှိတယ်60ဝန်းကျင်လောက်ရှိတယ် နဲတာဗော60ကို2ရက်လောက်တည် 60ဝန်းကျင် မမှန်တော့အများကြီးသေးရမှာ 30လောက်တည်နော်လေ ဟာဒီများသွားပြီ ဒါမဲ့တော့ဘုံသီးပြစ်လိုက်တာတစ်လုံးနဲ့နော် ဟောတလုံးနဲ့ပြ အဲ့ဒီဘုံသီးတစ်လုံးကတဲ့တဲ့ကြီးကြလို့2ဦးသေပြီးအထိခိုက်များကုန်တာပါအဲ့ဒီလိုဖြစ်လိမ့်မယ်ဒီလိုဒုံးလို့သူတို့ထိုင်နေတဲ့ကိုကြားတယ်2ဦးကပွဲချင်းပြီးသေမယ်နော်ဒီလိုဘူးချိတ်ကွဲတာဆိုကြံတဲ့ဟာတွေအစတွေမှန် ဟောအဲ့ဒါဆိုရင်ဒီနှစ်ဦးကမွေးငါကျန်တဲ့လူတွေက ဆန်ပြုတ် ပေါ့ ဆန်ပြုတ်ကလည်းမွေးငါဘောရောက်သွားနိုင် ရောက်သွားတယ် ရောက်သွားနိုင်တယ်ရောက်သွားတယ်ထိချက်တွေကမှန်တာ မှန်တယ် ဟာ ဒီကကြတော့ဖိဖိ ဟေး အေးဘယ် သူကငါ့ကိုဖေးလို့ခေါ်နေရလေ ဖေးတော့အေးလို့ပြော အေးလို့ခေါ်တာအေးနော် ဟေးအေးဆိုရင်ငါနှကြောကစိတ်နေလို့မင်းတို့ငါပြော အဲ့ဆိုရင်အဘကိုအဲ့ကြောင့်ဖိဖိလို့ပြောတာခေါ်ကြည့်ဖိဖိ နော်ဖေးလူလည်းမခေါ်ဘူးပထွေးလူလည်းမခေါ်ဘူးပြော